ဒီနေ့ကမိုးရွာနေတာဆိုတော့ကျွန်တော်ဝါလာရဲ့မြန်မာရိုးရခောက်ဆွဲတုံးနဲ့ကျွန်တော်ဒီ9000ကျပ်သားတို့ရိုးဆိုင်ကကျွန်တော်ဗမာတို့ရိုးလေးနဲ့ဆက်ပြမှာပဲဖြစ်ပါတယ်အဲ့တော့ဝါလာရဲ့မြန်မာရိုးရခောက်ဆွဲတုံးနဲ့ကျွန်တော်မြန်မာဒုတ်ထိုးနဲ့ဘယ်လိုဆက်ပြမလဲဆိုတာကျွန်တော်တို့ဆက်ကြည့်ပေးကြပါအောင်လာပါဒီကြောင်ယူနော်ဒါလည်း၅ကြောင်ယူမယ်ပဲပြားရောရှိလားညီမလေးဟောဒီမှာရှိရနော်ပြီးရင်ဒါစုပ်ပုတ်ရွက်ကြော်နော်ကျက်ဦးလေးနဲ့စုပ်ပုတ်ရွက်ကြော်ရဒါလေးအဲ့ဘူးပါနော်ဒါဝါလာရဲ့မြမရိုးရခောက်ဆက်တုံးနဲ့စမှာစက်ကြည့်ပါအောင်ဝါလာရဲ့ခောက်ဆွဲသားလေးကဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားတဲ့အတွက်အလွန်နူးညံ့ပြီးစားလို့ကောင်းတဲ့အပြင်တကယ်ခောက်ဆွဲသားအရသာအတိုင်းကိုမှအရသာကွက်တိဖြစ်ပြီးတော့စားလိုက်တိုင်းအစိတ်ကျဉ်မှုပေးစွမ်းနိုင်ပါတယ်ခင်ဗျာခောက်ဆွဲပြုတ်တဲ့အခါမှာလည်းအထုပ်မှာညှို့ထားတဲ့အတိုင်းအချိန်အတိအကျ4မိနစ်သာပြုတ်ပေးရပါမယ်အချင်းကိုလည်းမကြီးသီးချင်းကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ချင်းကန်ဆက်အရသာကိုမြန်မာလူမျိုးအကျက်အချိုးညီညီနဲ့ခန်းစားရစီပါတယ်ခောက်ဆွဲထုတ်တဲ့အခါမှာအထုပ်တွေအားလုံးဖောက်ထည့်ပြီးတော့မှွေလိုက်တာထက်စားလို့ရှိရင်ပဲမုတ်ကလေးတွေကိုအရင်ဖောက်ပြီးတော့ပြုတ်ရည်လေးနဲ့တထုပ်ကိုတစုံခွဲစာနဲ့တေချာလေးတမအောင်ရုံးမှွေပြီးမှပဲမုတ်လေးတွေအားလုံးပျော်သွားပြီဆိုတဲ့အခါမှာမကြီးအနစ်နဲ့ပြန်ပြီးတမအောင်မှွေပြီးတော့ခောက်ဆွဲထည့်ပြီးတော့စားရင်အကောင်းဆုံးပါပဲခင်ဗျာငရုံမို့ကိုတီးတန့်ထည့်ပေးထားတာကြောင့်အဆက်အရသာကိုမိမိစိတ်ကြိုက်ချိန်ညှိပြီးတော့စားနိုင်ပါတယ်အဆက်မစားဘူးဆိုရင်လည်းရှော့ထည့်နိုင်ပါတယ်ခင်ဗျာကျွန်တော်အကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုတော့ဆွဲပါမယ်အဲ့တော့ကျွန်တော်အရင်ဆုံးကျွေးပါမယ်စားပါအောင်စားပြီနော်ဘာလို့ခောက်ဆွဲသားလေးကလေနူးညံ့နေရပဲမြို့သီးမုတ်လေးကိုတက်တက်ကလေးထားပေးတာကျွန်တော်တို့အရင်အဆက်မစားနိုင်တဲ့သူတွေအတွက်ဆိုရင်လေအဆက်ကိုအတိုးလျှော့လုပ်ပြီးစားလို့ရတာပါနော်မကြီးရတာချင်းငန်းဆက်ကလေးတော်တော်လေးစားလို့ကောင်းတယ်ပြလေးနော်ကောင်းလိုက်တာဒါပဲသွေးဒီလိုမျိုးရှောက်ရက်ကလေးနဲ့မကြီးနဲ့ရှောက်နဲ့ကလိုက်တာဆိုတော့လေဘာလာမြမရိုးရခောက်ဆွဲတုပ်ကိုကျွန်တော်ကရှောက်ရက်လေးနဲ့ကော်ဖီလေးနဲ့ထည့်ပြီးတော့စားတာပေါ့နော်တော်တော်ကောင်းတယ်ဒါကြက်သွေးဒီလောက်လုံးလေးဒါကြက်သွေးဒါပဲသွေးဒါတော်ထုကြောင်ပဲပြားဒါတို့ငါဖဲဆမ်းကျွန်တော်ဒီမြန်မာလူမျိုးတွေပဲဇက်နဲ့တော့တော်တော်လေးအကိုက်ညီရပေါ့နော်အကြိုက်တွေ့တယ်ကျွန်တော်တော့သူကချင်းငန်းဆက်ကလေးပေါ့နော်ချင်းငန်းဆက်လေးအဆက်ကိုကျွန်တော်ဆိုရင်အရင်အများကြီးမစားတတ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အဆက်ကိုကျွန်တော်မထည့်ဘူးshort ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးခောက်ဆွဲဝါလာရဲ့ဒါမြန်မာရိုးရခောက်ဆွဲတုပ်ကလေးကိုဝက်စားကြည့်ပါတော်တော်လေးစားလို့ကောင်းပါတယ်ကျွန်တော်လူမျိုးမြန်မာတုပ်ထိုးလေးနဲ့ဆိုရင်တော့ share ပဲပေါ့ဗျာအဲ့တော့ကျွန်တော်ဒါလေးတွေကိုဆက်ပြီးတော့ AC ဆက်စားလိုက်ပါအောင်မယ်ဒါပေါ်မှာဆိုရင်ဝါလာခောက်ဆွဲအဲ့တော့ကျွန်တော်ဗီဒီယိုလေးနားမှာရင်နားခွင့်ပြုပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့သူတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးရဲ့တက်တာ